မီယာဖိုလင်အီတနီစီစဉ်တဲ့ကောင်ကိုမနေ့ပြန်နေနိုင်ခွဲရောက်ရှိလာပြီဆိုတော့ဒီဘက်ကြောင်လေးနဲ့ဈေးသက်တန်နဲ့ဘလူးကုန်းစီရမယ်ဆိုတော့ပြပြပေးသွားမှာဖြစ်ပါတယ်ကဲဒီဘက်ကြောင်လေးအင်းချင်းပြပေးမယ်ပြီးမှဈေးသက်တန်နဲ့ဘလူးကုန်းစီရမယ်ပြပြပေးမယ်ရှင်ဒေးလီဝန်တော့ကိုတိုင်းမ25လောက်ပဲကြာပြီးတော့တန်တော့ကိုကြာတော့တိုင်းမ450ပဲကြာတင်ပါတယ်။ဤဘက်ချို့မှာကျတော့စကေတကောက်ကွိုက်ထောင်းနေရမှာဖြစ်ပါတယ်။စကေတကောက်ကကော်လက်ရှစ်ကွိုက်3000ရှိပါတယ်။အဲ့ဒါအပြင်ချာလက်ကောလေးအီမိုလေးပေါင်းလေးဟီရိုလေးလည်းပါပါသေးတယ်။ကဲဈေးတန်ဆုံးနဲ့လွယ်စုံဂုံးစင်းကြီးလေးပြောပြပေးမယ်ရှင်။စကေတကောက်ကိုကြေ120ရဖို့ခက်မှတ်ထားရပေါ့နော်။ဒီဘက်ကာလာက35ရက်ဆိုတော့နေ့စီချော့စီနဲ့35ရက်လှည့်သွားမယ်ဆိုရင်35ကြေရပါပြီ။အဆိုရင်ဖီတိုကေက2ကြေလာမယ်ဆိုရင်ဖီတိုကေ2ကြေလုံးကိုစုစုပေါင်း58ခဲရပါမယ်။ကြေက35ကြေနဲ့ထပ်ပေါင်းမယ်ဆိုရင်စုစုပေါင်း93ကြေရပါပြီ။အော်ပြုံးကြံခဲ့ပါဖီတိုကေလာရဲ့ညီမတိုင်းမို့ထည့်ရမယ်ဆိုတော့တိုင်းမို့ထည့်ပြီးတော့တန်တော့လှည့်ပေးရပါမယ်။ဖီတိုကေက2ခါဆိုတော့ကြေ20ဖြစ်သွားပါပြီ။93ချိန်နဲ့ထပ်ပေါင်းမယ်ဆိုရင်စုစုပေါင်းခြေ173ချိန်ဖြစ်ပါပြီ။ကန်ကားရတော့ဒီလောက်နဲ့ရပါမယ်။ကန်မကားရတော့နောက်ထပ်ထပ်ဆက်ရပါမယ်။ဒါကိုတိုင်းမို့ဘလူးထည့်ရမယ်ဆိုတော့ဤဘက်လာရဲ့မှာဝီကီဘတ်5ဘတ်ထည့်လိုက်ပါ။ဝီကီဘတ်5ဘတ်ကကြတော့နေ့စီရှော့စီတစ်ချိန်ပြီးဖောက်ဖို့အတွက်35ရေးစာပေါ့နော်။ဖီတူကေလာရဲ့မှာတိုင်းမို့900ကြီးထည့်ပေးလိုက်ပေါ့နော်။ဖက်ဝါဖက်တူရောတိုင်းမို့900ကြီးထည့်ပေးပါ။တကယ်လို့ရှင်းပြတာချုပ်နေရဆိုရင်ဒီအမှလာမေးလို့ရပါတယ်။တေချာလေးပြောပြပေးမယ်ရှင်။